ကဲချစ်တို့ရေ6လပိုင်းတွင်မှာshort ဈေးဗီဒီယိုပေါ့နော် short ဈေးအထည်လေးတွေကိုဗီဒီယိုရိုက်ထားတဲ့ clip လေးလို့များများတင်ပေးပါလို့ပြောတယ်ချစ်တို့ရေမင်းတင်ပေးလိုက်ပြီဒါလေးကစိန်နဲ့မြပါနော်စိန်နဲ့မြချီပေါ်ချီပေါ3ခိုက်ခွဲပါပါတယ်ရှင်အဲ့ဒါလုံးဝမဟုတ်ဘူးဒါပေမဲ့မင်းချစ်တော်ဈေးလေးနဲ့ပေးမယ်6လပိုင်းတစ်လလုံးကိုမင်းဆိုင်ဖွင့်ထားတဲ့အထိမ့်မှန်အနေနဲ့ဆိုင်ဖွင့်ပွဲအထိမ့်မှန်အနေနဲ့မင်းအထည်လေးတွေကိုအများကြီး short ပေးသွားမယ်ဒါလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ဒီမှာချီသားလေးပါချီသားအေးအေးလေးတွေကို3ခိုက်ခွဲပါတယ်ချီပေါ်ချီပါကိုသားလေးတွေစိတ်နဲ့မြအစင်ဆိုတာလေလူကြီးလူငယ်မရွေဝတ်လိုက်အရန်လာတော့လေးပါဒါတစ်ထည်ကို8000ပါရှင်ဒီရောင်လေးရပါမယ်နော်မင်းလေးတဲ့ဈေးလေးလျှော့ထားပေးပါတယ်ဒီမှာကြည့်ပါအောင်ပစွန်စီရောင်လေးပွဲရန်တိုးတော်လေးနော်ချစ်ဖို့အရန်ကောင်းတော်လေးနော်ဘာအဲတာမှမပါဘူးနော်ဒါမင်းရဲ့ဆိုင်ဖွင့်ပွဲအထိမ့်မှတ်နေနဲ့မင်းကဈေးလေးတွေကိုချစ်တော်ဈေးလေးအနေနဲ့ပဲပေးထားတာပါဒါ8000ပါနော်တစ်ထည်ကိုကြိုက်နေတတ်တယ်ဆိုရင်မှာယူလို့ရပါတယ်ရှင်39ခွန်8ကို2ကို4 2 4ကိုဆက်သွယ်မင်းများမှာယူလို့ရပါတယ်ရှင် install 4တဲ့ရှိပါတယ်နော်4တဲ့ရှိပါတယ်မင်းဈေးချထားတာ4တဲ့ရှိပါတယ်ဒါလေးတွေက8000ပါနော်ဘာအဲတာမှမပါဘူးနော်အညိုလေးအရန်လာတော်လေးကွယ်ကဲဝယ်ပြီးလက်ဆောင်ပေးလိုက်အောင်အရန်တန်တော်လေးဟုတ်ကဲ့နောက်တစ်ထည်လာမယ်ရှင်ဒါကခရမ်းနဲ့ခဲနဲ့ဖောက်ထားတာပေါ့နော်ဒီလိုအစင်လေးနော်ဒါလေးလဲ8000ပါရှင်ကြိုက်နေတတ်တယ်ဆိုရင် screenshot လေးရိုက်ပြီးတော့မှမမေ့စီမှာမှာယူလို့ရပါတယ်ရှင်ဒါချီသားလေးပါ3ခိုက်ခွဲပါပါတယ်ရှင်6လပိုင်းတစ်လလုံးဒီလေးတဲ့လေးကိုဝယ်မယ်ဆိုရင်တစ်ထည်ကို8000နဲ့မမေ့ပေးသွားမှာပါရှင်ကျေးဇူးတင်ပါတယ်ရှင်